ကျွန်တော်တို့လူသားတွေဟာလောကမှာဧည့်သည်လိုပဲခဏတာနေထိုင်ခွင့်ရှိကြတာဖြစ်ပါတယ်။လူလောကမှာအမြဲနေခွင့်ဆိုတာတစုံတစ်ယောက်မှမရှိနိုင်ပါဘူး။ဒါဆိုလူတွေရဲ့အမြဲနေထိုင်ရာနေရာကဘယ်မှာလဲ။လူတွေကလောကကနေထွက်သွားပြီးနောက်ဘဝကပြီးဆုံးသွားပြီလား။ဘယ်မှာများနေထိုင်ရတာလဲ။လူတွေအတွက်သွားရမယ့်နေရာရှိနေပါတယ်မိမိခန္ဓာကိုယ်ကိုတော့မပိုင်ဆိုင်တဲ့ကျွန်တော်တို့လူသားတွေရဲ့လက်နဲ့မဖန်တီးနိုင်တဲ့နေရာထာဝရတည်မြဲတဲ့အိမ်ဖြစ်ပါတယ်ကျွန်တော်တို့လူသားတွေအတွက်ကောင်းကင်ဘုံမှာထာဝရနေရာရှိကြောင်းတမန်ကျမ်းစာထဲမှာဖော်ပြထားပါတယ်အဲ့ဒီထာဝရအိမ်ကိုဘယ်လိုသွားနိုင်မလဲထာဝရကာလမှာအိမ်တော်ကိုဝင်စားဖို့နေထိုင်ခွင့်ဘယ်လိုရရှိနိုင်ကြောင်းကိုယေရှုဖခင်ဟာတမန်ကျမ်းစာထဲမှာပြတ်သားစွာပြောထားခဲ့တာဖြစ်ပါတယ်။နောင်တမလွန်ထာဝရအိမ်တော်မှာနေထိုင်ခွင့်ရဲ့အဓိကအာမခံချက်ကတော့ယေရှုဖခင်ကိုယ်တိုင်သာလျှင်ဖြစ်နိုင်ကြောင်းယေရှုဖခင်အားဖြင့်မဟုတ်ခဲ့လေနေထိုင်ခွင့်မရှိကြောင်းမရောက်နိုင်ကြောင်းသိရှိရပါတယ်။ဒါကြောင့်တမန်ကျမ်းစာကကျွန်တော်တို့လူသားတွေဟာဒီလောကမှာဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ထာဝရနေရာကိုဘယ်လိုသွားနိုင်တယ်လဲဆိုတဲ့အကြောင်းဖော်ပြထားပြီးဖြစ်ပါတယ်။မိတ်ဆွေသင်ကဘယ်သူလဲ။သင်ရဲ့ထာဝရနေရာကဘယ်မှာလဲ။ဘယ်လိုပဲဖြစ်ပါစေမတိချတဲ့လူဘဝမှာတိချဖြတ်သားတဲ့အာမခံချက်ပေးတဲ့ယေရှုဖျားရှိတယ်ဆိုတာပြောပြပါရစေ။မိတ်ဆွေအတွက်မျှော်လင့်ချက်ရှိနေပါသေးတယ်။